မှာတယောက်သေးနေတနေ့ကုန်ဆုံးကြည့်စမ်းကြည့်လောက်ကြတယ်ငါလေးရှင်းစရာနဲ့နဲ့ပြန်အားပြေးရချင်တယ်နေအောင်ကြည့်မဟုတ်လေပဲအကျဲစင်လောက်တော့ငါရဲ့လက်တကတွေ့ကိုတဆွမ်းလောက်အလီရောက်အနွေတပေးခဲ့တယ်ရွှေငွေနဲ့ကိုယ်ပြတ်တော့မရှိလဲနေနိုင်ပါတဲ့တလုံးအလိုအဆုံးကဘဝကိုအယိုးသားဆုံးနေဖို့အနာရီစက္ကန့်များကရှာပါလို့လေအကိုဘဝကိုစိတ်ကြိုက်နေတိုင်းရုပ်စလုံးနဲ့ဘဝကကောင်းဆုံးမို့တယောက်သေးနေတနေ့